ပြောလို့နေတာပေါ့နော်နည်းနည်းလေးတော့ပြောအောင်မယ်ဟို model show မှာပြိုင်တာပေါ့နော်ကောင်းမငါလည်းကောင်းမလို့ပြောရလုံးတော့ဒါမှလည်းပြောမှရမယ်ကောင်းမတီလာရှင်ဝတ်စုံနဲ့ model ပြိုင်ရမယ်လို့နင့်ကိုဘယ်သူကပြောလဲဟမ်ကဲနင့်ကိုအခုဒီဇိုင်နာဒီဇိုင်နာရောတီလာရှင်ဝတ်စုံနဲ့အဲ့ဒီလူပြိုင်ရမယ်လို့သူ့ရဲ့အုံနှောက်ထဲကိုဘယ်ကပိုးကထည့်ပြီးလိုက်တာလဲနောက်တစ်ခုခွက်ကြီးကိုခောက်ပြီးတော့တဒေါင်းသားလိုပဲတောင်းနေတာဘယ်တီလာရှင်တားရှင်ဝတ်တဲ့အချိန်မှာထွက်တဲ့အချိန်မှာလည်းညီမကဟိုဟော့ရဲနေလောက်ခဲ့ရမျိုးမရှိဘူးညီမပတိလေးကိုင်နေတရားထိုင်နေနောက်ပြီးတော့ဖျားရှိခိုးတယ်နောက်ပြီးတော့အလူခံတယ်ဒီလောက်လေးပဲပေါ့နော်ညီမလုပ်ခဲ့တဲ့အလုပ်ကဘသူတူတယောက်ကမှစော်ကားလို့စိတ်လည်းမရှိဘူးတာသနာရေးဝေစီဌာနကိုလည်းထိခိုက်လို့စိတ်လည်းမရှိဘူးညီမမြန်မာလူမျိုးဖြစ်ပြီးတော့အဲ့လောက်ထိအောက်တန်းသားစိတ်တွေမွေးရလားလို့ငါဒီကနေမပြောလို့နေတာပေါ့နော်နည်းနည်းလေးတော့ပြောအောင်မယ်ဟို model show မှာပြိုင်တာပေါ့နော်ကောင်းမငါလည်းကောင်းမလို့ပြောရလုံးတော့ဒါမှလည်းပြောမှရမယ်ကောင်းမတီလာရှင်ဝတ်စုံနဲ့ model ပြိုင်ရမယ်လို့နင့်ကိုဘယ်သူကပြောလဲဟမ်ကဲနင့်ကိုအခုဒီဇိုင်နာဒီဇိုင်နာရောတီလာရှင်ဝတ်စုံနဲ့အဲ့ဒီလူပြိုင်ရမယ်လို့သူ့ရဲ့အုံနှောက်ထဲကိုဘယ်ကပိုးကထည့်ပြီးလိုက်တာလဲနောက်တစ်ခုခွက်ကြီးကိုခောက်ပြီးတော့တဒေါင်းသားလိုပဲတောင်းနေတာဘယ်တီလာရှင်မှနင်တို့အဲ့လိုတဒေါင်းသားလိုမတောင်းနော်အဲ့တော့ပြောချင်တာအဲ့ဒါကို तू ကအပြစ်မရှိဘူးတဲ့ဘာကိုအပြစ်မရှိနင်တို့အုံနှောက်ထဲမှာနင်တို့မိဘတွေကမဆုံးမပေးလိုက်ဘူးလားဟမ်အဲ့လောက်တောင်အတိတရားခေါင်းပါလားမြန်မာနိုင်ငံမှာနေပြီးတော့မြန်မာလူမျိုးဖြစ်ပြီးတော့အဲ့လောက်ထိအောက်တန်းသားစိတ်တွေမွေးရလားလို့ငါဒီကနေ